အင်က YouTuber လေးများအတွက် CapCut လမ်းညွန်ကဲပါမာမာတို့ရေအင်ကတာမီမီတို့ကနောင်ရည်အတွက် content creator ဖြစ်ချင်နေပြီလားဒါမှမဟုတ်ကလေးတွေကဖုန်းတစ်လုံးနဲ့ဗီဒီယိုတွေရှောက်ရိုက်နေလို့ editing ဆရာကြီးဖြစ်သွားအောင်သင်ပေးချင်တာလား CapCut ကအခုဆိုရင် AI တွေပါလာလို့ကလေးတစ်ယောက်တောင်အလွယ်တကူ edit လို့ရနေပါပြီကဲနောင်လာမဲ့ viral ဘရင်မလေးတွေအတွက်အလွယ်ဆုံးနီးလန်းလေးတွေကိုကြည့်လိုက်ရအောင်တစ်အခြေခံကိုခလုတ်လေးတွေနဲ့ကစားမယ် the magic buttons ဗီဒီယို edit တော့မယ်ဆိုရင်ကွန်ပျူတာ screen ရဲ့အပေါ်ဘက် menu bar မှာကလေးတွေနားလေလွယ်တဲ့ရုပ်ပုံလေးတွေနဲ့ခွဲထားပေးပါတယ် media ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုအိမ်ထဲကိုဖိတ်ခေါ် import တဲ့ခလုတ်ပေါ့ audio တချင်းအလန်းစားတွေနဲ့အတန်ဆန်းလေးတွေထည့်ဖို့ပါ text ဗီဒီယိုထဲမှာစာတန်းလေးတွေထည့်ရေးမယ် effects ဗီဒီယိုကြီးတစ်ခုလုံးကိုပို့ပြီး wow ဖြစ်သွားအောင်စွမ်းရည်တွေထည့်ပေးတာ transitions ဗီဒီယိုတစ်ခုနဲ့တစ်ခုကြားကိုချောမွေ့ကူးသွားအောင်လုပ်ပေးတဲ့ gate တစ်ခါလေးတွေပေါ့ filters and adjustment ဗီဒီယိုကိုအယောင်လှလေးတွေခြေပြီးတဲ့စီးပူးလေးတွေလို့မှတ်ထားလိုက်နော်နှစ် AI ဆရာကြီးရဲ့အစွမ်းကိုသုံးကြမယ် cool AI stuff CapCut မှာ AI ကအကုန်ကူညီပေးမှာမဟုတ်ဘူးကလေးတွေတော့ပူလွယ်သွားပါပြီ body effects ခန္ဓာကိုယ်ကအလင်းတန်းဗီဒီယိုတွေကလူရဲ့လှုပ်ရှားမှုနောက်ကို AI ကလိုက်ပြီးအဖက်အလန်းတွေထည့်ပေးတာပါဥပမာ phantom အရေးတီကြံခဲ့တာ operate ရုပ်တရက်ပေါ်လာတာဒါမှမဟုတ် chroma fusing ရောင်စုံအလင်းတန်းတွေလိုမျိုးအမိုက်စားတွေလုပ်လို့ရတယ်နော် auto caption စာတန်းထုတ်ဗီဒီယိုထဲမှာပြောတဲ့စကားကို AI ကနားထောင်ပြီးစာတန်းတွေအလိုတယောက်ရေးပေးတာပါ viral ဖြစ်ချင်ရင်ဒါကမဖြစ်ပဲ auto reframe အလေးမှာအမြဲရှိနေမှာကလေးတွေကဗီဒီယိုရိုက်ရင်လှုပ်စီနဲ့ဖောင်တွေကထွက်သွားတတ်တယ်မလားဒါပေမဲ့စိတ်မပူနဲ့ AI ကလူကိုအမြဲတမ်းအလေး frame တွေရောက်နေအောင်ပြန်ညှိပေးနိုင်ပါတယ်ပေါ့ဘယ်နေရာမှာပဲဖြစ် creative ဖြစ်လို့ရတယ်ပေါ့ပွားလေးလာရင်ဒါမှမဟုတ်ကားပေါ်မှာဗီဒီယို edit ချင် Android နဲ့ iOS ဖုန်းတွေမှာသုံးလို့ရတယ်ကွန်ပျူတာမျက်နှာပြင်ကြည်ကြီးမှာအားရပါရ edit ချင်ရင်တော့ CapCut desktop version ကိုအခမဲ့ထောင်းပြီးသုံးလိုက်ရုံပဲဗီဒီယိုလေးတွေ edit ပြီးလို့အပြင်ထုတ် export ရင်လူကြည့်တဲ့အခါကြည်လင်နေအောင်တင်းရှိတီပြီးဆိုတဲ့ ကိန်းဂဏန်းလေးကိုရွေးပြီးဖို့မမိနေဘူးနော်ကဲအင်္ဂါ YouTuber လေးတွေ editing ဆရာကြီးဖြစ်သွားကြပါစီတော့ဗျာ